လာအိုကောင်မလေးကိုတူးကောင်လေးကအပိုင်းပိုင်းဖြတ်ပြီးတော့အိတ်တင်နဲ့ခွဲထုတ်ပြီးတော့တနေရာစီမှာတွားပစ်ခဲ့ပါတယ်အဲ့ဒါကိုဒီကောင်လေးကလာအိုနိုင်ငံကိုပြန်ပြေးမဲ့ချိန်ပါဗောနော်ထိုင်းရဲတွေကအချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါတော့သူ့24ရက်နေ့မှာဖမ်းမိခဲ့ပါတယ်ဒီလူတက်မှုရဲ့ဖြစ်စဉ်မှာဘယ်လိုမျိုးတွေဖြစ်လဲဆိုတာတော့ကျွန်တော်အသေးစိတ်ပြန်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့စိတ်ဝင်စားတဲ့ဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုဖို့တငယ်ချင်းများအားလုံးကိုကျွန်တော်ဖိတ်ခေါ်လိုက်ပါခင်ဗျนี่ครับคุณผู้ชมครับคดีฆาตกรรมฆ่าหันศพนางสาวแรมนะครับในห้องพักของอพาร์ตเมนต์แห่งหนึ่งในซอยแจ้งวัฒนะ14เขตหลัก4กรุงเทพนะครับจนกระทั่งตำรวจตามไปพบชิ้นส่วนต่างๆถูกชำแหละแยกทิ้งไว้ได้6ถุงทั้งในคลองนะครับแล้วก็บริเวณใกล้โรงเรียนเซนฟังซิสเวียเมืองทองธานีนะครับต่อมาครับตำรวจဒီတက်တဲ့ကောင်လေးကနိုင်တုတ်သူ့နာမည်အတက်က26နှစ်ပါကောင်မလေးနာမည်ကအာမနော်ကောင်မလေးကအတက်20ပဲရှိပါသေးတယ်ဒီကောင်မလေးမှာကဒီမောင်နှမတွေ3ယောက်တော့ရှိပါတော့သူအကိုရဲ့အမရဲ့ဒီကောင်မလေးကအငယ်ဆုံးကောင်မလေးပါဒီနိုင်တုတ်နဲ့ကောင်မလေးကပါတော့ဒီလာအိုထဲမှာလူကြီးတွေကအတိမတ်ပြုတ်ပြီးတော့သူတို့ဆိုရင်ပေါင်းလာတာ6နှစ်9နှစ်ရှိပါပြီဒါကိုနောက်သူထိုင်းမှာလာပြီးတော့အလုပ်လုပ်ကြတယ်ဗျာအဲ့ဒီခါမှာဘန်ကောက်ကျဝထနာဆွဲ14မှာသူတို့ကတိုက်ခန်းငါပြီးနေပါတယ်ဒီကောင်ရဲ့အကျင့်ကကောင်မလေးပေါ့နော်ခြေထောက်တွေမြင်းလာတွေအဲ့လိုမျိုးပေါ့ခြေထောက်တွေမြင်းလာနဲ့ကန်တယ်အဲ့လိုပုံစံမျိုးတွေလုပ်ပြီးတော့ဒီကောင်မလေးကိုနိုင်တဲ့ပုံစံမျိုးနဲ့ဗျာသူက social media ပေါ်မှာတင်ရတာကိုကြိုက်တယ်အဲ့ဒါလေးကိုကောင်မလေးကကြာတော့လက်မခံနိုင်တော့ဘူးနော်သူကအနိုင်ရတဲ့ပုံစံမျိုးလုပ်တာဗျာဒီကောင်ကဖမ်းမိပြီးတော့ဒီကောင်ရဲ့ထွက်ဆိုကြသူကဘယ်လိုပြောလဲဆိုတော့အဲ့နေရာကောင်မလေးကချုံပလီမှာဗောနော်ဘီယာဆိုင်မှာအလုပ်တွားလောက်တာတရက်မှာတော့ဒီကောင်ကစိတ်မချလို့လိုက်တော့ပြီးတော့ဒီမနက်9 နာရီလောက်မှာကောင်မလေးကဧည့်သည်တယောက်နဲ့ဆိုင်ထဲကထွက်လာတော့ဒီကောင်ကမြင်သွားတယ်အဲ့ဒါမြင်ရပြီးတော့ဒီကောင်အတော်စိတ်ဆူသွားတယ်ပြီးတော့ကောင်မလေးဗောနော်အခန်းပြင်ပြီးစကားပြောကြမယ်ဆိုပြီးတော့ဒီဘန်ကောက်ကရှိရခံတော့သူကပြန်ခေါ်လာတာဒီ22ရက်နေ့မနက်ဒီ6:50ကဒီနိုင်တုံးတဲ့ကောင်မလေးကအခန်းစီကိုပြန်လာတယ်အဲ့ဒီကစပြီးတော့ကောင်မလေးအခန်းပြင်ကိုထွက်လာတာသူအခြားလူတွေမတွေ့တော့ဘူးနော်ဒီမနက်8:20မှာတော့ဒီနိုင်တုံးကထွက်လာပြီးတော့တကားတွေတော့ပိတ်ပြီးတော့သူကပြန်သွားတယ်ညနေ9:55မှာတော့ဒီကောင်ကအင်ကြီးလက်ရှိနဲ့အဲ့ကိုဆက်လွယ်တိုင်းပြီးတော့လက်ထက်မှာအမိုက်ထုတ်တွေကြိုက်ပြီးတော့ဒီကောင်ကပြန်ပြီးတော့ထွက်သွားတယ်ည10:00နာရီခွဲကနီးမှာပေါ့နော်သူကခန်းကြီးပြန်လာတယ်သွားတော့ယူရတဲ့အိတ်ထုတ်အမဲတွေပေါ့နော်ကျွန်တော်ဒီအမိုက်ပြတဲ့အိတ်ထုတ်တွေပြန်ပြီးတော့ပါမလာတော့ဘူးအဲ့ဒီအချိန်မှာပေါ့နော်ကောင်မလေးအတက်ခံရပြီးတော့ယူဆလိုက်တယ်ကောင်မလေးကိုအလောင်းဖြတ်ပေါ်ကတော့သူကဒီလိုပြောခဲ့တယ်အိမ်နာတဲ့ကိုသူကအလောင်းထမ်းသွားတယ်ပြီးတော့ဒူးကောင်းကနေဒူးစစ်ရိုးထီကိုသူကတပိုက်ပိုက်တယ်ဒူးစစ်ရိုးကနေပြီးတော့ပေါင်ရင်ထီတပိုက်ပိုက်ပြီးတော့ပိုက်တပိုက်လက်မောင်ရင်တပိုက်နောက်လေပင်းဖြတ်တယ်ခေါင်းတွေဖြတ်ပြီးတော့သူကတပိုက်ပိုက်ပြီးတော့အိတ်ဒီနဲ့ခွဲထုတ်လိုက်တယ်သူကခေါင်းအရင်ဖြတ်ပြီးတော့တခြားနေရာပေါ့နော်အရင်သွားပြီးတော့ပြစ်ခဲ့တယ်သူကတနေရာစီခွဲပြီးပြစ်လိုက်တာကျန်တဲ့အပိုင်းတွေကိုအမိုက်အိတ်နဲ့သူကခွဲပြီးတော့တနေရာထဲမှာမပြစ်ပဲကုန်းပေါ်မှာတွေရောဒီရှီနှောင်းတွေထဲမှာသူကတွားပြီးဆွန့်ပစ်ခဲ့တယ်အဲ့ဒါ PC တဲ့အချိန်မှာသူက23ရက်နေ့မနက်ပေါ့နော်ညတကောင်ကျော်ပြီးတော့အဲ့ဒီအချိန်ကိုရောက်သွားပြီဒီ23ရက်နေ့မနက်ရောက်တော့ဒီကောင်ကတူမဟုတ်တယ်လို့ပဲပေါ့နော်ပုံမှန်တိုင်းလောက်တော့ဆင်းခဲ့တယ်ပြီးတော့သူကအခြေအနေတွေစောင့်ကြည့်နေတာပေါ့ကောင်မလေးကအကူကဖုံးဆက်များလို့ဆိုပြီးတော့ကောင်မလေးအခန်းထိလိုက်လာတာအဲ့ဒီမှာအခန်းကပိတ်ထားပြီးတော့အခန်းပြင်မှာတွေးစားတင်တဲ့ကောင်မလေးရဲ့သပင်စားတွေတွေ့သွားတော့သူ့အကူကမယုံတင်ကဖြစ်သွားပြီးတော့ကောင်မလေးအခြေအနေမကောင်းထင်ပြီးတော့ဒီရဲစခန်းကိုဖုံးဆက်ခဲ့တယ်အဲ့ဒီခါမှာရဲတွေကအားကျင်းလိုက်တော့ဒီကောင်ကလေရင်မြန်နေပေါ့နော်ဒီလာကိုပြန်ဖို့လောက်တာအဲ့ဒီခါမှာ24ရက်နေ့မှာပေါ့နော်သူ့ကိုနောက်ခါကနေပြီးတော့လာကိုထွက်ပြေးတဲ့အကူမှာရဲတွေကဖမ်းမိသွားတယ်ဒီကောင်ကဖမ်းမိခဲ့ပေမဲ့လည်းကူလက်တီဝေမခံသေးဘူးကောင်မလေးကိုသူကတတ်တာမဟုတ်ဘူးကောင်မလေးကသူ့ကိုယ်သူအစိုးစရင်သွားတာအဲ့ဒါကမှဒီကောင်ကဒီခြေတွေလက်တွေပေါ့နော်အပိုင်ပိုင်ပြီးတော့အလောင်းတွားဖြတ်တာလို့ပဲပြောခဲ့ပါတယ်ကူထက်တီဝေမခံသေးပါဘူးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီသူ့ရဲ့ကိုကဘောနော်ယူကျုံမရဖြစ်ခဲ့ပါတယ်ဒီအစိတ်ပိုင်းတွေကိုကြည့်ပြီးတော့ဒီကောင်မလေးရဲ့ကိုကဒါတူးကြီးမှဖြစ်ကြောင်းလည်းအတည်ပြုခဲ့ပြီးပါပြီဒီဖြစ်စဉ်ကတော်တော်ရဲရဲဆက်ဆက်ဖြစ်ခဲ့တာပါဒီလူကလည်းအသားငါလှုပ်တဲ့ခံမှလှုပ်ပြီးတော့ကြက်တွေဝက်တွေလှီးနေရတော့စိတ်ကလှုပ်ရဲကြိုင်ရဲနေပါတယ်ဒါကြောင့်ကောင်မလေးကိုဒီကြက်တွေဝက်တွေလို့လှီးပြီးတော့အပိုင်းပိုင်းခွဲပြီးတော့တွားပြေးခဲ့ပါတယ်ဒါကတကယ်တော်တော်ရဲရဲဆက်ဆက်လှုပ်ရပါအဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ရည်စားတွေကိုယ့်ရဲ့ချစ်သူတွေပေါ့နော်သူတို့ရဲ့စိတ်နေစိတ်ဓာတ်ဘယ်လိုသဘောရှိလဲဆိုတာအရင်ဆုံးစမ်းစစ်ပါအမြဲတမ်းတတိရှိကြပါလို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုတဲ့တငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျ